အရင်ဆုံးရေပူထဲကိုစားလေးတစ်စုံထည့်ပါမယ်ပြီးရင်ဂျင်းလေးနဲ့ငစ်ထဲမဲ့ကျွန်မကတော့ဂျင်းလေးစိတ်လေးပြီးထည့်ထားပါတယ်ဂျင်းကတော့ကြိတ်တဲ့လောက်ထည့်လို့ရပါတယ်ပြီးရင်စက်သားကိုထည့်မယ်စက်သားတော့ကျွန်မကတော့တနားလောက်ပြုတ်လိုက်တယ်နူးနူးရွရွလေးစားချင်လို့ဖြစ်တယ် YouTube မှာတော့မိနစ်40ပဲပြုတ်ရမယ်လို့ပြောထားပါတယ် sauce လို့ပပဝင်ပစ္စည်းတွေကတော့ချက်သွန်ဖြူချင်းငရုတ်တီအယောင်တင်မုတ်တကြားကျွန်မတကြားသုံးစွန်ထည့်ပါတယ် soy sauce ခရုစီ Korea chili sauce ပြင်ကြည့်ပေးပါမယ်စီလေးနဲ့ငယ်ရင်ထဲမယ်စီစုပြီးဆိုရင်စက်သွန်ဖြူထဲမယ်စက်သွန်ဖြူကိုအယောင်ပြောင်းတဲ့အထိမွေပေးရပါမယ်တန်ကိုင်းလို့ပေးလိုက်အောင်ပြီးကြိတ်ထားတဲ့ sauce လေးကိုလောင်းထည့်မယ်အယောင်လေးပြောင်းတဲ့အထိ3မိနစ်လောက်မွေလိုက်မယ်ပြီးရင်စက်သားလေးကိုထည့်မယ်မွေလိုက်မယ် sauce လေးတွေစက်သားထဲမှာစိတ်ဝင်သွားတဲ့အထိမွေပေးမယ်ပြီးရင်5မိနစ်လောက်ဖုံထားပြီးချက်ပါပြီစားလို့ရပါပြီပကံထဲမှာခုပြီးတော့မှအလားဆင်လိုက်မယ်ကျမတော့နန်းနန်းပင်ကြိုက်လို့နန်းနန်းပင်လေးထည့်တယ်ကဲစားရကြလို့ရစ်ပစ်လိုက်ပါပြီလင်မယားနှစ်ယောက်စလုံးအရန်ကြိုက်အရန်လက်စားလို့ကောင်းတယ်ကွန်အောင်လက်စားပစ်လိုက်တယ် Thank you